ကဲ၍ကိုယ့်ရဲ့ဖိုးတန် engagement ring ဒါမှမဟုတ်တမိုးကြီးလက်ဝတ်ရတနာတွေကခရီးသွားရင်ချက်ပြောက်သွားတာမျိုးခံရတာမျိုးကြုံလာခဲ့ရင်နှမျောပြီးငိုနေစရာမလိုတဲ့နီလန်ရှိတယ်ဆိုတာသိကြလားဒီနီလန်ကတော့ jewelry insurance အမခံထားတဲ့နီလန်ပဲဖြစ်ပါဒီလို jewelry insurance ကကျွန်တော်တို့ရဲ့နိုင်ငံမှာတော့မရှိသေးပေမဲ့ US လိုနိုင်ငံမျိုးမှာဆိုရင်ကားဝယ်အိမ်ဝယ်အမခံထားတယ်လို့မျိုးတမိုးကြီးရတနာတွေအတွက်အမခံထားလို့ရနေပါပြီနော်Jewelry insurance တိုင်းဘာတွေ cover ဖြစ်လဲ။ဒီအမခံကဘာတွေကိုကာကွယ်ပေးလဲဆိုကိုယ်ခံရတာတွေမကဘူးနော်။ကိုယ်တိုင်ကမတော်တဆအပြင်မှာချပြောက်ခဲ့တာ။ဘယ်နာပြောက်လို့ပြောက်မှန်းမသိပဲပျောက်သွားတာတို့။ကြောက်တွေရတနာတွေမတော်တဆပျက်စီးသွားတာ။ဥပမာစိန်ကြောက်ပြုတ်သွားတာမျိုးထိအကုန်လုံး cover ဖြစ်တယ်။ဒီလိုမျိုးအမခံထားမယ်ဆိုရင်ကုန်ကျစရိတ်ကောင်ဘယ်လောက်ထိရှိမလဲဘလို့ရောအလုံးလုံးလဲကျန်းအဖြစ်ဆိုရင်ရတနာတန်မိုးရဲ့100%ကနေပြီးတော့200%လောက်ပဲနှစ်စဉ်ပေးရတာနော်ဥပမာဒေါ်လာ9000တန်တဲ့လက်စွပ်ဆိုရင်နှစ်လုံးမှဒေါ်လာ90ကနေ100ဝန်းကျင်လောက်ထိပဲကျတင်ရစင်တွက်မယ်ဆိုရင်ကော်ဖီတစ်ခွက်နှစ်ခွက်ဖိုးလောက်ပဲကျတာနော်ပစ္စည်းတစ်ခုခုဖြစ်သွားရင်လေအမခံကုမ္ပဏီကကိုယ့်ရဲ့စိတ်ကြိုက်ဆိုင်မှာ quality တူညီတဲ့ရတနာအပြန်လုပ်ပေးဖို့အတွက်ကိုကုန်ကျစရိတ်ကအကုန်စိုက်ရောပေးတာဒီနေရာမှာအရေးကြီးဆုံး tips လေးတစ်ခုတော့ရှိရနော် natural တဘာဝအရာတိတက်မလှုပ်ထားတဲ့မြန်မာ brand များ Burmese ruby နဲ့လီလာ Burmese sapphire တွေဟာနှစ်စဉ်နှစ်တိုင်းဈေးတွေတက်နေတယ်ဆိုတာသိကြရမှာဝယ်တော့ကဒေါ်လာ9000ဆိုပေမဲ့အခုတော့ဒေါ်လာ1000ထိကိုဈေးပေါက်နေနိုင်ဒါကြောင့်မို့လက်ရှိပေါက်ဈေးအတိုင်းအပြည့်အဝအလျော်ရဖို့3နှစ်ကနေ9နှစ်တစ်ချိန်တန်မိုးစစ်ဆေးချက်ကို insurance company မှာ update လုပ်ပေးဖို့မမေ့ကြနဲ့နော်ကိုကတန်ဖိုးရှိတဲ့အရာတွေကိုပိုင်ဆိုင်ထားတယ်ဆိုစိတ်အေးလက်အေးဖြစ်အောင်နှစ်တကြတင်းသိန်းကြီးကိုပါတည်ထားဖို့ကမဖြစ်မနေပဲเนาะ US မှာရှိတဲ့ရတနာချစ်တူတွေကျွန်တော်တို့ MGNG မှာ customer လေးတွေအတွက်လည်းဒီဗီဒီယိုလေးကကြိုးရှိမယ်လို့မျှော်လင့်ပါတယ်နောက်ထပ်ဘုဒ္ဓတာတွေအတွက်လည်း MGNG ရဲ့ YouTube channel လေးကို subscribe လုပ်ထားကြဖို့မမေ့ကြနဲ့ဦးเนาะ bye bye